ဒါကျွန်တော်တို့ဒီတတိယအကြိမ်မြောက်ကဘာဝင်ထားလဲဆိုတော့ကျွန်တော်ဘုံစုပါ30 cc နှုန်းထွက်တိုးကိုကျွန်တော်30 cc နှုန်းနဲ့15ဘုံစာ16ဘုံ15ဘုံစာ16ဘုံပေါ့နော်15ဘုံ16ဘုံနောက်ဆုံးဝင်ထားတဲ့အခင်းပေါ့ဒါဘေးသက်ကတော့45ပတ်လည်းဖြစ်သွားပြီပေါ့နော်ဘေးအသက်ကဖူးရန်စပြီအပွင့်လေးစပြီပေါ့နော်အကုန်လုံးတော့မဟုတ်သေးဘူးတချို့လေးစပြီတချို့မစသေးဘူးတတိယကြိမ်နောက်ဆုံးကြိမ်ကျွန်တော်ဝင်ထားတာအားစီး2ကြိမ်3ကြိမ်ဖြစ်သွားပြီပေါ့နော်3ကြိမ်တော့ထည့်လိုက်ပါအားစီးဝင်ထားတာကထွက်တိုး30 cc နှုန်းရဲ့ဘောစုပါ30 cc နှုန်းရဲ့ဝင်ထားတာပေါ့နော်ဒီမှာအပွင့်စပြီပေါ့နည်းတော့ပြည်လာပြီပေါ့နော်ကျူးလူကျတဲ့တော့မဟုတ်တော့ဘူးဒီတက်ဆိုင်တဲ့အခြေအနေလေးပါဖြစ်လာပြီမူလအခြေအနေလည်းတော်တော်လေးမြေအစုံမှာကျဲတဲ့အခါကျတော့စက်မောင်းပါညာလဲဆိုတော့ဒီနေ့တိုင်ပတ်သွားတယ်ပေါ့နော်